Alpha အခုစားနေတဲ့ state တစ်ပွဲကိုတသိန်းခွဲတောင်ပေးရတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီ state က Yo state မဟုတ် dry age state ။ဘာဖြစ်လို့ dry age state တွေကပုံမှန်တက်ပို့ပြီးဈေးကြီးနေရလဲဆိုတာကိုဒီနေ့ပြောပြမယ်။ပထမဆုံးတစ်ချက်ကတော့အချိန်ပါ။တတုံးရဖို့ state တွေကမွားချတဲ့အကုန်လုံးထွက်သွားဖို့အခုလိုမျိုး dry age ရမှာအနည်းဆုံးတစ်လဒါမှမဟုတ်တချို့ဆိုနှစ်ချီပြီးပါထားကြတယ်။ state တွေလိုမျိုးအခုပဲဝယ်လာအခုချက်ချင်းချက်လို့ရတဲ့ဟင်းပွဲမျိုးမဟုတ်အချိန်ယူရတယ်။တစ်ခုကတော့ weight lossအဲ့ဂျာထဲမှာထားထားပြီးရဲ့ state တုံးကအဲ့ဒီမှာရှိတဲ့မွားချတဲ့အကုန်လုံးထွက်သွားတယ်နောက်ပြီးတော့အပြင်သားတွေအကုန်လုံးနှီးထုတ်ရတာဆိုတော့အားရဲ့အလေးချိန်ကပိုပြီးလျော့သွားတယ်ဥပမာ 1kg state တုံးကို dry age လုပ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့အလေးချိန်က950ကနေ900 gram လောက်ထိပဲနောက်ဆုံး final ကျန်ခဲ့တစ်ချက်ကတော့ meat quality တစ်တုံးကို dry age လုပ်ဖို့ကို 3kg state ကိုလုပ်လို့မရဘူးအား quality ကလည်းကောင်းနေမှာသူ့ရဲ့အစီပါဝင်မှုလည်းကောင်းနေမှာ dry age လုပ်လို့ရတယ်တော့တော့အရသာရလေကြီးဒီအရသာလည်းမကောင်းဆိုဘယ်သူမှစောင်းမဟုတ်လေဟုတ်တယ်မလား IH လောက်ထားတဲ့ state တုံးကတီးသက်သာပို့ပြီးတော့နူးညံ့တယ်နောက်ပြီးတော့အရသာလည်းသူ့ရဲ့အသားအရသာပို့ပြီး concentrate ဖြစ်သွားတယ်အရသာတော်တော်လေးလေးပင်ပင်ထိထိမိမိလေးနဲ့စားလို့ကောင်းတယ် New state ကတန်လားမတန်လားစားတင်လားမစားတင်လားဆိုတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်ကြည့်တော့ New state ကိုစိုင်နေမြောက် semi fine dining နဲ့ fine dining ဆိုင်တချို့မှာပဲတွေ့ရတတ်တယ်ဖာစားခဲ့တာတော့ Hotel G ရဲ့အောက်က Barbet ဆိုတဲ့ restaurant မှာပါဒီလိုမျိုး food knowledge နဲ့ restaurant ကောင်းကောင်းလေးကိုကြည့်ကျင်တယ်ဆိုလို့ရှိရင် Foodie Squad page ကို like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်